ရေရှိုးပြီးပြီပေါ့ရေရှိုးပြီးရင်မစင်ကြယ်သွားဘူးလားခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းနေလေရေရှိုးတယ်ဆိုတော့မျက်နှာသိမ့်မယ်ဟုတ်လားသွားတိုက်မယ်စသည်အဖြစ်ဒါတွေလည်းလှုပ်ပြီးသွားတာပေါ့နော်စပ်ပြတွေနဲ့စင်ကြယ်သွားရတဲ့ရွာတဲ့လမ်းပန်းလုပ်ငန်းကိစ္စတွေလုပ်တဲ့အချိန်မှာဖုံတွေပေတာပေါ့နော်ကြီးညိုတွေကတ်အဲဆိုတော့မိမိရဲ့အဝိဇ္ဇာတွေလည်းမိမိရဲ့ခန္ဓာကိုယ်တစ်ခုလုံးရေရှိုးလိုက်တော့တန့်စင်သွားတယ်လို့ဦးဇင်းတို့တဏ္ဍာမှာလည်းကာယကံမှုဝစီကံမှုမနောကံမှုတွေပြစ်မှားထားတာမရှိဘူးလားရှိကြတယ်ကောင်းတာလည်းရှိတယ်လို့မကောင်းတာလည်းရှိအဲ့ဒီအရာတွေအားလုံးကိုဟိုကသီလခံလိုက်တော့သီလစင်ကြယ်သွားတာသီလရည်နဲ့ရှိုးလိုက်တာစောစောကနေမတူတော့ဘူးပေါ့နော်ပြီးခဲ့တဲ့ဥပုပ်နေရဥစဉ်ဟောသလိုပေါ့ဒါဂတိကိုအဓိပတိထားပြီးတော့မှဓမ္မယုံမှာလာပြီးတော့ကျောင်းမှာလာပြီးတန်ဃာတော်တွေရှိမှငါတို့သီလခံရင်စောင့်ကြည့်လိုက်တယ်ဆိုတဲ့ဒီလိုမျိုးအခွင့်အရေးဆိုတာလူတိုင်းမရဘူးကြားဘူးတယ်မလားမနုဿတ္တဘာဝတုံလည်းဘောဆိုတာလေဟုတ်လားမနုဿတ္တဘာဝတုံလည်းဘောဆိုတာဘာကိုပြောတာလူအဖြစ်ကိုရခဲ့တယ်လို့ပြောတာဒါဆိုလို့ချင်းလူဖြစ်ရင်ပြီးရောလားတဲ့စဉ်းစားကြရပါတော့နော်လူဖြစ်ရင်ပြီးရောဆိုရင်လို့လို့မတော့ကဲတနေ့လို့တနေ့စားပြီးလွားပြီးတော့မှဝမ်းစာရေးအတွက်ရှာဖွေစားတောက်နေရတဲ့ပုဂ္ဂိုလ်တွေသူတို့မှာဒါနသီလသမထဝိပဿနာတရားတွေအားထုတ်နိုင်မှာမလားအားမထုတ်နိုင်ဘူးနော်ဒါတနေ့လို့တနေ့စားပုဂ္ဂိုလ်တွေဒီတဲ့ဆိုးတာတွေမရှိဘူးလားတရောင်းစားတွေမရှိဘူးလားကဲမနုဿတ္တဘာဝတုံလည်းပေါ်လူအဖြစ်ကိုရတယ်အတိတ်ကဒါနကုသိုလ်တွေနည်းခဲ့တော့လေနည်းခဲ့တဲ့အခါကျတော့တောင်းစားတဲ့တရောင်းစားဖို့ကမရောက်ဘူးလားသီလအားတွေနည်းခဲ့သီလအားတွေနည်းခဲ့တဲ့အခါကျတော့ကျမ်းမာရေးကြီးရှုတဲ့ပြီးတော့မှမတန်မစွမ်းနေနဲ့လေဟုတ်လားဦးဇင်းတို့သွားခြင်းတဲ့နေရာမသွားရစားခြင်းတာမစားရဝိရှင်တာမဝေးရဒီလိုမျိုးပုံကိုယ်တွေလည်းမရှိဘူးလားဒါနအားနည်းတော့ဆင်းရဲတယ်သီလအားနည်းတော့ကျမ်းမာရေးကြီးမကောင်းဘူးအနာရောဂါတွေရှုတဲ့တာပေါ့ဟုတ်တယ်နော်ဒါဆိုတော့ယောဂီတို့ဒီနေ့ဟာလူ100မှာ1ယောက်1000မှာ1ယောက်1000မှာ1ယောက်ဆိုတယ်လို့ပဲအခုလိုသီလဘာဝနာတွေခံယူဥပုပ်တွေဆောင်ပြီးတော့ဝိပဿနာတရားတွေနာကြားရတယ်သစ္စာတရားတွေနာကြားရတယ်အားထုတ်ခွင့်လည်းရတယ်ဆိုတာဒါမနုဿတ္တဘာဝတုံလည်းဘောရခဲ့တဲ့အထဲမှာသူဖြစ်ရတယ်လို့လူဖြစ်ကိုရတာမြတ်တယ်လို့ကိုယ်ကသုံးသပ်ပါဟုတ်တယ်မလားကဲဆိုနာဒါနအားလည်းကောင်းခဲ့ပါတယ်နောက်ပြီးတော့သီလအားလည်းကောင်းခဲ့တယ်ရတဲ့ရွာထဲမှာ3ဓာတ်တိုက်4ဓာတ်တိုက်ကားတွေ4-5စီးနဲ့တထေးတကြွယ်တွေမရှိဘူးလားဗျာကဲတထေးတကြွယ်တွေဒီနေ့ပတ်စံလည်းရှိပါတယ်ကျမ်းမာရေးလည်းကောင်းပါတယ်ဒီလိုမျိုးသီလခံယူခွင့်သူတို့မှရှိသလားမရှိဘူးနော်တထေးကြီးတွေနော်သူတို့မှနည်းနည်းကနေများများရှိအောင်များများနေရှိတဲ့ရှိအောင်ဆိုပြီးတော့မှနေ့မနာညမနာပြေးလွှားပြီးတော့မှစီးပွားရေးတွေရှာနေရတဲ့ပုံကိုယ်တွေမရှိဘူးလားရှိပါတယ်ရွှေဖလားနဲ့ငွေဖလားဘုရားတန်ဖို့ရှိရွှေဖလားနဲ့ငွေဖလားဘုရားတန်ဖို့ရှိတော့ရွှေဖလားကတန်ဖို့ရှိတယ်ဒါဆိုတော့လူအဖြစ်ကိုရလာတယ်ငွေဖလားနဲ့တူတာပေါ့ဟုတ်ဘူးလားငွေဖလားနဲ့တူတယ်လူဖြစ်ကိုရတယ်ငွေဖလားနဲ့တူတယ်သူ့ပြင်သူညာဆိုတော့အချို့ကြတော့လေကြီးဖလားလောက်တော့တန်ဖိုးမရှိတဲ့ဘဝတွေမရဘူးလားဟောကြီးဖလားလောက်တန်ဖိုးမရှိတဲ့ဘဝတွေအဲ့ဒီတဲ့ပို့ဆိုတာကတောင်းစားတဲ့တရောင်းစားတွေလမ်းဘေးမှာအိုးမရှိအိမ်မရှိအိတ်နေတဲ့ပုံကိုယ်တွေကြတော့တန်ဖလားအတုံးရှာနေရတာလေတောင်းစားတာလေသိတယ်မလားတန်ဖလားနဲ့တောင်းစားနေတာခွက်နဲ့တောင်းစားနေတာလေတန်ဖိုးရှိသလားမရှိဘူးလူဖြစ်တော့မရဘူးလားရတယ်ကဲဦးဇင်းတို့ကလူဖြစ်ရတယ်ကြီးဖလားတယ်လေဒါတယ်ဗျာရတဲ့ရွာထဲမှာဟလာ
ဦးဇင်းတို့ဒီဒါနသီလသမထဝိပဿနာတွေကိုမေ့လျော့ပြီးတော့မှဥပုံနဲ့မှန်တော့မသိတဲ့ပုံကိုယ်တွေအများကြီးရှိတယ်နော်ရှိလားမရှိဘူးလားတခါကြီးရှိတယ်နော်ဟုတ်တယ်မဟုတ်လားကြေးဖလားလောက်ပဲဖြစ်တာပေါ့လောကီရှမ်းတာလောက်ပဲသူတို့ခံစားရတာလေဟုတ်လားကြေးဖလားလောက်ပဲတန်ဖိုးရှိတာပေါ့လောကီရှမ်းတာသူ့ပင်သူညာတော့လေတန်တရားမှာစိတ်မရှာအောင်နော်ဟုတ်တယ်မဟုတ်လားဦးဇင်းတို့အခုလိုမျိုးအ ਨੇ ဆုံးသီလခံနေဗျာသီလတွေယူတယ်သီလတွေဖြူစင်အောင်စောင့်တင်းပြီးတော့မှသစ္စာတရားတွေနာရတယ်ဆိုတာငွေဗလားပေါ့ဟုတ်ဘူးလားငွေဗလားတန်ဖိုးမရှိဘူးလားကဲငွေဗလားမှာပို့ပြီးတော့တန်ဖိုးရှိအောင်ရွှေဗလားဖြစ်ပို့မကောင်းလားကဲရွှေဗလားဖြစ်အောင်ဆိုလို့ရှိရင်ဦးဇင်းကရွှေဗလားတော့မဖြစ်သေးဘူးရွှေနာလေးကုတ်ကြည့်မယ်ရွှေဗလားကိုဘာဖြစ်မလို့ရွှေနာလေးကုတ်ကြည့်မယ်ဆိုလို့ရှိရင်အမတန်မှကြည့်လို့မလှဘူးလားကဲအဲ့ဒါဆိုလို့ရှိရင်ငွေဗလားကိုရွှေနာလေးဘယ်လိုကုတ်မလဲမနုဿတ္တဘာဝတုံလည်းပေါ့လူဘဝအမတန်မှတန်ဖိုးရှိအောင်ဦးဇင်းကဒါရင့်ကျက်နေတဲ့ယောဂီတွေဖြစ်နေတဲ့အတွက်ကျေးဇူးဆက်ပြီးတော့ဦးဇင်းကပြောမယ်အရှိလေးနဲ့အတိလေးနဲ့ကြိုက်အောင်ကြည်တတ်ဖို့လိုတယ်အရှိနဲ့အတိကြိုက်အောင်ကြည်တတ်ဖို့လိုတယ်အရှိကလေးနဲ့အတိကလေးနဲ့ကဲအရှိဆိုတာကအဝေးကိုသွားမကြည့်နဲ့မိမိကိုယ်ကိုမိမိကြည့်မိမိကိုယ်ကိုမိမိကြည့်လိုက်လို့ရှိရင်မိမိခန္ဓာမှာဘာတွေရှိလဲဒါကိုကြည့်ရမယ်မိမိခန္ဓာမှာဘာတွေရှိတော့ဆိုတော့အရှင်ဘုရားရဲ့ဟလာမျက်စိနာနှာခေါင်းလျှာကိုဟလာဆံပြားခြေပြားသွားအေးပြားအသားအကျော်နှလုံးကြောက်ကရိုးရင်းရှိစီဥမဥဒိန်ကျင်ကြီးကျင်ငယ်ဒါတွေရှိတယ်ဆိုတာကအပေါ်ယံတိဟုတ်တော့မလား32ခုတာတာအပေါ်ယံတိလေအရှင်ဘုရားဒါတွေကအိုရမှာနားမှာသိရမှာပါဗျာဒီအရှိတရားတွေကဒါတွေကလည်းချင်းချင်းပြောလို့ရှိရင်အပေါ်ယံအတိပဲတန်ဖိုးမရှိဘူးလားဆိုတော့ရတဲ့ရွာထဲမှာပြေးလွှားရှာဖွေစားတော့နေတဲ့ဓံဖလားတွေတဲ့ကြေးဖလားတွေတဲ့တော့တန်ဖိုးရှိပါတယ်မရှိဘူးလားရှိတယ်ဗျာဒီအတိနဲ့ကအသေးလူပြည်နတ်ပြည်ဗြဟ္မပြည်တော့မရောက်နိုင်ဘူးလားရောက်နိုင်တယ်နော်ဒါကငွေဗလားအဆင့်ပေါ့ငွေဗလားကိုရွှေနာလေးကိုမယ်ဆိုလို့ရှိရင်ဦးဇင်းတို့မျက်စိနဲ့မြင်ရတဲ့အရာကိုမကြည့်စေချင်ဘူးတာမန်မန္တမျက်စိအဖေအမေကမွေးပေးလိုက်လို့မြင်တဲ့အရာဒီစောစောကပြောတဲ့စံပြားရှိပြားဟလား32ခုဓာတ်လေလက်သေးရှိတဲ့သွားအရေးပြအတာအကျော်ဒါတွေမမြင်ရဘူးလားမြင်ရတယ်နောက်ပြီးတော့မှအိုတာလည်းမြင်ရတယ်နာတာလည်းမြင်ရတယ်တေးတာလည်းမြင်ရတယ်ကိုယ့်ကိုယ်လည်းမှတ်ထောင်ကြည့်ငါအိုနေပြီဆိုတာမသိဘူးလားအေးနေမကောင်းငါနာနေပြီဆိုတာလည်းသိတာပေါ့ဒါတန်ဖိုးရှိပါတယ်ဘလို့ကြောင့်တန်ဖိုးရှိတယ်ဆိုတော့သူ့တန်ဝေကဉာဏ်နဲ့ယူရမှာပေါ့ဒါကဗဟိတအမြင်လေနော်ဗဟိတအမြင်တိချာလေးအာယုံစိုက်ပြီးတော့နားထောင်ကြည့်အချိန်တိုတိုလေးမှာတန်ဖိုးရှိအောင်ဦးဇင်းကပြောပြမယ်အရှိနဲ့အတိကြိုက်အောင်ကြည့်ပါဆိုတာကဣစ္စတနဲ့ဗဟိတနှစ်မျိုးရှိတယ်ဦးဇင်းတို့တဏ္ဍာမှာဘာနဲ့တော့ဣစ္စတနဲ့ဗဟိတဣစ္စတဆိုတာဘာကိုပြောတာအတွင်းကိုပြောတာဗဟိတဆိုတာကအပြင်ဆိုတာဦးဇင်းပြောတဲ့သောနာ32ခုတာနာပေါ့ဟိုဓာတွေနာဓာတွေသိဓာတွေမြင်ရတာပေါ့အဲ့တော့ဣစ္စတဆိုတာအတွင်းမှာကြတော့ဦးဇင်းတို့မြင်ရတာမမြင်ရဘူးကဲဦးဇင်းတို့အတွင်းမှာဘာတွေရှိတယ်လဲဦးဇင်းတို့ရဲ့ခန္ဓာအတွင်းမှာဘာတွေရှိတယ်လဲအစောနာဥမဥဒိန်ကိုမပြောဘူးနော်ဦးဇင်းတို့အတွင်းဆိုတာကမနောမှာကြည့်ရမှာဘယ်မှာကြည့်ရမှာတော့ဟာရိယဝတ္ထုမနောပေါ်မှာမနောမှာကြည့်ရမှာမနောဆိုတာတခြားလားစိတ်ကဲမိမိရဲ့စိတ်မှာဘာရှိတယ်ယောဂီတို့ကြည့်စမ်းပါရှိုံလေးပဲရှိုံလေးမှန်ပါတယ်ဘယ်ကိုသိပြရမလဲဘာကိုသိပြရမိမိရဲ့စိတ်မှာလိုချင်တဲ့စိတ်ရဲ့မလိုချင်တဲ့စိတ်ရဲ့ရိုးရိုးလေးလေလိုချင်တဲ့စိတ်တွေမရှိဘူးလားမလိုချင်တဲ့စိတ်တွေရှိပါဘူးအဲ့လိုချင်တဲ့စိတ်တွေမလိုချင်တဲ့စိတ်တွေဖြစ်လို့ဖြစ်မှမသိတဲ့မောဟစိတ်တွေမရှိဘူးလားကဲအားလုံးစဉ်းစားကြည့်အဲ့စိတ်၃မျိုးကလွန်ရင်ဘာရှိ
ဒါအရှိတရားကိုပြောတာနော်ဟုတ်တယ်မလားအရှိတရားကိုအရှိနဲ့အတိကိုက်အောင်ကြည့်ပါလို့ဦးဇင်းပြောချင်တာလေဟုတ်တယ်မလားလူကျင်တဲ့စိတ်ကိုဦးဇင်းတို့စာလို့ခေါ်တော့ဘယ်လိုခေါ်တော့လောဘလူကျင်တဲ့စိတ်ကိုလောဘမလူကျင်တဲ့စိတ်ကိုဒေါသဟုတ်တယ်မလားအဲ့လောဘဒေါသအဲ့စိတ်ကလေးဖြစ်တာကိုမသိတာလေမောဟအဝိဇ္ဇာပေါ့ဟုတ်ဘူးလားဟုတ်တယ်မလားဒါဆိုလို့ရှိရင်ဦးဇင်းတို့ကစာနဲ့ပြန်ကြည့်မယ်ပဋိစ္စသမုပ္ပါနဲ့ကြည့်မယ်ဆိုရင်အဝိဇ္ဇာတဏှာဥပါဒံဟုတ်ဘူးလားအဝိဇ္ဇာဆိုတာမောဟအဝိဇ္ဇာဆိုတာဘာဖြစ်လို့တဏှာဆိုတာကလောဘနော်လောဘအပတမဦးဇင်းတို့မှာအဲ့ဒီမသိမှုနဲ့လိုချင်တဲ့အရာကိုဥပါဒံဆိုတဲ့အစွဲနဲ့ဦးဇင်းတို့ကသွားကြလာကြနေကြထိုင်ကြလှုပ်ကြကြင်ကြတာရှင်နဲ့လက်နဲ့ပြုလုပ်တာကပါးစပ်နဲ့ပြောတာကစိတ်နဲ့ကြံစည်နေတာကကဲကြည့်ဦးဇင်းပြောတာလိုချင်တဲ့စိတ်ကလေးပေါ်မှာဥပါဒံဆိုတဲ့အစွဲလေးနဲ့သင်္ခါရဆိုတဲ့ကာယကံဝစီကံမနောကံတွေမလုပ်ဘူးလားလုပ်တယ်နော်စဉ်းစားဖို့မကောင်းဘူးလားဒါပဲရှိတယ်ဦးဇင်းတို့အချိန်ပြည့်စိတ်ထဲမှာမိမိအတွင်းတန်တန်စိတ်ထဲမှာနှလုံးထဲမှာဒီစိတ်သုံးမျိုးကလို့ရင်ဘာမှမရှိဘူး